သမက်ကရောက်ခီးကိုမကျေနပ်၍ဘိုက်ကြီးတယ်ဖြစ်တဲ့သူ့ရဲ့မိမကိုလှုပ်ကြံခြင်း၍မိမရဲ့အချစ်ဆုံးဖြစ်တဲ့တငယ်ချင်းနဲ့ဖောက်ပြန်ပြီးသူမကိုတစ်တာထဲတွေထည့်ပြီးပင်လယ်ကြီးထဲတွေလှုပ်ကြံထပ်ဖြတ်ဖို့ကြံစီလိုက်တဲ့အဲကြောင့်သူမနိုးလာတဲ့ချိန်တစ်တာထဲတွေရေတွေအများကြီးဝင်နေတာကိုတွေး၍သူမကအယမ်းလန့်ပြီးအပေါက်တွေကိုအမြန်သွားပိတ်ပြီးသူ့ကိုကယ်ဖို့အကူအညီတောင်းနေတယ်ဒါပေမဲ့ပင်လယ်မှာဆိုတော့သူမဘလောက်အော်အားဘသူမှကြားရနိုင်တယ်လို့ဘိုက်ထဲမှာလေးကလေးလေးရှိနေသေးတာကိုသတိရသွား၍သူမကစိတ်ကိုအေးထားပြီးဒီကနေလွတ်မြောက်ဖို့နီးလန့်ရှာဖို့ပဲပြန်တွေးနေတယ်တမက်ကတော့ရောက်ခီးကိုအရန်ဝမ်းနဲ့တလူဟန်ဆောင်ပြီးသူမကလေမုံတိုင်းကြောင့်ပင်လယ်ကြီးထဲတွေပြုတ်ကျ၍ဆုံးသွားပြီးဆိုပြီးသွားပြောပြတော့ရောက်ခီးကလန့်ပြီးအရန်စိတ်တူသွား၍တမက်ကိုတစ်ချက်ထိုးလိုက်တယ်ပြီးတော့သူမရဲ့အမေလေးအရန်ဝမ်းနဲ့နေတဲ့ချိန်သူမရဲ့တငယ်ချင်းကအရန်ဝမ်းနဲ့တလူဟန်ဆောင်ပြီးဖြစ်နိုင်ရင်သူမကိုကျမရဲ့အသက်နဲ့ပဲလဲပေးချင်လိုက်တာဆိုပြီးအရန်ခံစားရတလူဟန်ဆောင်ပြနေတယ်အဲ့ချိန်မှာရောက်ခီးကမယုံကြည်၍တမက်ကိုသူမကိုရှာတွေ့အောင်မြန်သွားရှာပါဆိုပြီးပြောနေရင်အဖေကခန်းစားလုံးလို့တွေးအံပြီးမေ့လဲသွားတယ်သူမကတော့ဒီကနေလွတ်မြောက်ဖို့နီးလိုက်ရှာနေတဲ့ချိန်ဖုန်းလိုင်းရှိတဲ့အတန်ကြား၍ကြည့်လိုက်တော့ဖုန်းလိုင်းတွေရှိနေလို့အရန်ပျော်နေတယ်ဒါပေမဲ့ဖုန်းကကြောင်သွား၍ဘလောက်လှုပ်ပါမှလှုပ်လို့မရဘူးဖြစ်နေ၍သူမကအရန်စိတ်တူပြီးဖုန်းပစ်လိုက်ချင်လောက်အောင်စိတ်တူပေမဲ့အခုကစိတ်လောရမယ့်အခြေအနေမဟုတ်ဘူးဆိုတာကိုပြန်တတိယသွား၍စိတ်ကိုအေးအေးပြန်ထားလိုက်ပြီးရေဝင်အပေါက်တွေကိုအမြန်ပိတ်လိုက်ဖို့နီလန့်အရင်ပြန်ရှာလိုက်တယ်အဲကြောင့်ဒီတက်တာလေးတွေထဲမှာအပေါက်ကိုပိတ်နိုင်မဲ့တခုခုတော့ရှိမယ်ထင်၍လိုက်ရှာနေတယ်အဲချိန်မှာကိုတီပဲအိတ်တလုံးကိုတွေး၍ဖွင့်ကြည့်လိုက်တဲ့ချိန်ရေတွေမုတ်တွေပါနေလို့တသမကပြောနေတယ်ပြီးတော့တိတ်ကိုလေးပြန်ရှာတွေးလိုက်၍တိတ်နဲ့ရေဝင်ပေါက်ကိုအမြန်ပိတ်လိုက်၍လောလောဆယ်တော့အဆင်ပြေသွားပါတယ်အဲကြောင့်သူမကတက်တာလုံးတွေကိုတဲပြီးကတင်တစ်ခုပြုတ်လုပ်လိုက်၍ရေတွေတောက်ပြီးလွယ်အိတ်ကဓမီထုံထား၍အဲမှာအနာခဏယူလိုက်ပါတယ်သူမရဲ့အဖေကတော့လက်နိုးလာပြီးမိမကိုတမီးကမတည်သေးဘူးတမီးကကျွန်တော်တို့သူ့ကိုတွားကယ်ဖို့စောင့်နေတယ်ဆိုပြီးပြောပြတော့မိမကယောက်ျားကိုတတိလေးပါလေးထားပါအောင်ကျွန်တော်တို့ရဲ့တမီးလေးကဆုံးသွားပြီးဆိုပြီးပြန်ပြောတော့ယောက်ျားကမိမကိုတမီးလေးကမတည်သေးဘူးသူပင်လယ်ထဲမှာကျွန်တော်တို့တွားကယ်မှာကိုစောင့်နေတာပါဆိုပြီးအချိန်ချင်းထပ်ပြောနေတယ်သူမကတော့ဝေလာငါးတွေခုန်ဆင်းနေ၍လက်နိုးလာပြီးတယောက်တည်းအရန်ကြောက်နေတဲ့ချိန်တစ်တာနဲ့ပြန်တိုက်မိ၍မေးလဲသွားတယ်သူမရဲ့အဖေကတော့သူမကိုတွားကယ်မလို့လှုပ်တော့တမက်ကတားလိုက်ပြီးသူမကသူ့ကြောင့်ဒီလိုဖြစ်သွားတာဆိုပြီးနောင်တအရန်ရနေတယ်လို့ဟန်ဆောင်ပြီးငါတည်တင်တယ်ဆိုပြီးငိုပြ၍တက်ပါကိုသူပါရိုက်ပြနေတယ်အဲကြောင့်အဖေလေးတမက်ကိုကိုမိမကိုကိုတော်မကကွယ်နိုင်တာမင်းတကယ်ပဲတည်တင်တယ်ဆိုပြီးအရန်စိတ်တူစွာဖြစ်ပြန်ပြောလိုက်တော့မယားငယ်ကစကားဖြတ်လိုက်ပြီးသူမရဲ့အဖေကိုအရန်စိတ်ပူတယ်လို့စိတ်ပူပြပြီးမယားငယ်ကသူမတို့ရဲ့ကုမ္ပဏီကိုလူယူခြင်းလို့သူမရဲ့အဖေကိုအခုသူမလေးဆုံးသွားပြီးဆိုတော့ကုမ္ပဏီလေးဒီတိုင်းပြစ်ထားလို့မဖြစ်ဘူးပြီးတော့အခုကုမ္ပဏီလေးငွေကြေးဆုံးရှုံးမှုတွေအများကြီးရှိနေတယ်ဆိုပြီးပြောပြလိုက်၍သူမရဲ့အဖေလေးလန့်နေတယ်အဲ့ချိန်မှာတမက်ကအရန်တိတက်တယ်လို့ရောက်ခီးကိုလောလောဆယ်ကျွန်တော်ကုမ္ပဏီကိုကြည့်ပေးထားပါမယ်အဲကြောင့်မင်းကောင်းကောင်းစေးကူတာခံယူပါဆိုပြီးပြောပြီးထွက်သွားလိုက်၍မယားငယ်လေးလိုက်ထွက်သွားလိုက်တယ်သူမကတော့အခုမှပြန်တတိယလာနေတယ်အဲ့ချိန်မှာမနေ့ကပိတ်ထားတဲ့ရေဝင်ပေါက်ကနေရေပြန်ဝင်နေတာကိုပြန်တွေးလိုက်လို့လန့်ပြီးတိတ်ယူပြီးမနေ့ကလိုပြန်သွားကတ်နေတယ်ဒါပေမဲ့ဒီတစ်ခါတော့တိတ်နေပဲအဆင်မပြေတော့တာကိုတွေ့ရ၍တခြားနီးလန်းကိုသုံးဖို့ပြန်စဉ်းစားနေတယ်အဲ့ချိန်မှာဘူးခုံမှာတရေကွင်းတွေပါနေတာကိုတွေ့တော့အဲ့တရေကွင်းတွေကိုတစ်ခုချင်းစီကိုပြန်ထုတ်လိုက်၍အပေါက်ကိုပြန်သွားပိတ်လိုက်၍အဆင်ပြန်ပြေသွား၍သူမကပြောနေတယ်ပြီးတော့အထဲမှာရှိနေတဲ့ရေတွေကိုအပြင်ပြန်ထုတ်လိုက်ဖို့ပိုက်ယူပြီးရေကိုတစ်ခွ